Okay နောက်မေးခွန်းတစ်ခုကကျွန်တော်တို့ဒီ Facebook မှာပတ်စံရှာဖို့အတွက်ပေါ့နော် primary location ကိုဘာလို့မဖြစ်မနေဆက်ရတာလဲပေါ့အဲ့ဒီဥစ္စာကိုကျွန်တော်ပြောပေးမယ်နော်အဲ့တော့မပြောခင်ကျွန်တော် primary location ဆိုတဲ့သဘောတရားနဲ့ primary location ဆိုတာဘာလဲဆိုတော့ကျွန်တော်ရင်ရှင်းပြပေးမယ် primary location ဆိုတာ Facebook ကသတ်မှတ်ထားတဲ့ primary location ဆိုတာမူလတည်နေရပေါ့ဗျာမြန်မာလိုအတဲ့ဘာသာပြန်လို့ရှိရင်နော်အဲ့ဒီကောင်ကဘယ်လိုမျိုးဖြစ်တာလဲဆိုတော့ကျွန်တော်တို့ဒီကိုယ့်ရဲ့ account ကိုစတင်ပြီးတော့အသုံးပြုဖို့ကိုက Facebook account ဖွင့်လိုက်တယ်ဖွင့်လိုက်တဲ့အခါမျိုးမှာနော်Facebook ဘက်ကနေပြီးတော့3ရက်ဒါမှ3 day ပေါ့ဗျာ3 day or 1 week ပေါ့အဲ့ဒီတချို့ကြောက်လို့ရှိရင်လည်း1 month လောက်ကြာတလလောက်ကြာတတ်တယ်နော်အဲ့ဒီလိုမျိုးအခြေအနေပေါ်မူတည်ပြီးတော့သူ့ရဲ့အသုံးပြုတဲ့ဒီ account ရဲ့အသုံးပြုနေတဲ့ data network စီးကျင်အောင်တွေကိုသူက like ပြီးတော့ခြေရခံပြီးတော့ပေါ့နော်ဒီ account ကတော့ဘယ်နိုင်ငံကအသုံးပြုနေရလဲဆိုပြီးတော့သတ်မှတ်ပေးလိုက်တာအဲ့ဒါကို primary location လို့ခေါ်တာနော်အဲ့တော့ကျွန်တော်တို့ကဒီ primary location မှာကအခု Facebook မှာ monetize လုပ်ဖို့အတွက်ကျွန်တော်တို့ကပတ်စံရှာဖို့အတွက်ဆိုလို့ရှိရင် eligible country လို့ခေါ်တဲ့ငွေရှာခွင့်ရှိတဲ့နိုင်ငံကအသုံးပြုမှရမယ်နော်အဲ့တော့ကျွန်တော်တို့ကငွေရှာခွင့်အသုံးပြုဖို့နိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့ဒီအာရှမှာဆိုလို့ရှိရင်ထိုင်းတို့စင်ကာပူတို့မလေးတို့အင်ဒိုတို့အစရှိသဖြင့်ရှိတယ်နော်ကျွန်တော်မြန်မာတို့တခြားနိုင်ငံတွေလည်းမရတဲ့ဥစ္စာတွေရှိတယ်နော်တရုတ်တို့ဘာလို့ eligible country ကဖြစ်နေတဲ့သူတွေလည်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့ကအဓိကဆိုလို့ရှင်တာဒီလိုမျိုးစစ်ဆေးရတာဒီကိုက monetize လုပ်ဖို့အတွက်ဝင်ငွေရှာဖို့အတွက်ငါက eligible country ဝင်ငွေရှာခွင့်ရှိတဲ့နိုင်ငံကဖြစ်သလားဒီအကောင့်ကမဖြစ်ဘူးလားဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကသိကျင်လို့စစ်တာဒါပဲနော်အဲ့တော့ကျွန်တော်တို့ကဒီ eligible country ကလူတွေဆိုလို့ရှိရင် page နဲ့အသုံးပြုမယ်အဲ့ဒီ page ထဲမှာကျွန်တော်တို့က eligible country အကောင့်တွေကိုဖန်တီးမယ်ထည့်မယ်နော်စီမံမယ်နော်စတင်နေချိန်မယ်အဲ့ဒါလည်းကျွန်တော်တင်တန်းမှာထည့်ထားပြီးသားနော်ကျွန်တော်တင်တန်းသားသူတွေဆိုလို့ရှိရင်သိတယ်နော်အဲ့တော့အပြင်ကလူတွေဆိုလို့ရှိရင်ရောင်ဝါးဝါးနဲ့ဆိုလိုချင်တာကကိုက primary location ကိုတွားပြီးတော့မစစ်ဖ ೇನೆ နော်မြန်မာအကောင့်ကြီးတွေဖြစ်နေတယ်တရုတ်အကောင့်ကြီးတွေဖြစ်နေတယ်အာရှကကျွန်တော်တို့ဒီ eligible country ဝင်ငွေရှာခွင့်မရှိတဲ့နိုင်ငံကအကောင့်ကြီးတွေဖြစ်နေပြီးတော့အမေအောင် try နေဘယ်လို try လို့မရဘူးလေနော် VPN တချို့ဥစ္စာတွေဆိုလို့ရှိရင် VPN တွေကြောင့်ရတယ်ဆိုပေမဲ့နောက်ပိုင်း pay out လျှောက်တဲ့အခါငွေထုတ်ဖို့အတွက်ကျွန်တော် pay out လျှောက်တဲ့အခါကျလို့ရှိရင်ပြဿနာတက်သွားမှာဘာမှလုံးမရတော့ကိုကြိုးစားသမျှအလကားတဲတဲ့ရေတုံဖြစ်တချို့ဟိုးအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့pre enroll လို့ခေါ်တယ် pre enroll ဆိုတာကိုကကြိုးစားတယ်ရတယ်သွားပြီးတော့ရှောက်လိုက်တယ်နော်ရှောက်လိုက်တဲ့အခါမျိုးမှာသူတို့ကဘာလုပ်လိုက်လဲဆိုတော့ဒီ account ဒီနော်ဒီနိုင်ငံကိုငါတို့monetization အတွက်အလုပ်လုပ်ဖို့ပေးတော့မှမင်းသုံးလို့ရမယ်ဆိုတော့အဲ့ဒီ pre enroll ဆိုတဲ့မှတ်ချက်ကိုရေးပေးလိုက်ချထားလိုက်လေအဲ့ဆိုလို့ရှိရင်ကိုကအဲ့ဒီနိုင်ငံကပေးတော့မှပဲရတော့မယ်အဲ့လိုသဘောတရားကိုပြောတာနော်ဆိုတော့ဒီမိကိုမေးထားတဲ့သူလည်း primary location နဲ့ပတ်သက်ပြီးတော့နှက်ဆက်သိသွားလောက်ပြီးထင်ပါတယ်နော်ကျွန်တော်တို့အဲ့ဒါကြောင့်မလို့ဒီ Facebook ကပတ်စံရှာဖို့ဆိုလို့ရှိရင် account တွေထပ်စားလို့ရှိရင် page ကိုအသုံးပြုခိုင်းနေဆိုတာအဲ့ဒါတွေလည်းပါတယ်တချို့တွေကမသိဘူးလေရောင်ရမ်းပြီးတော့ရှောက်လုပ်နေတာလောက်တာအချိန်ကြီးကုန်သွားတယ်ဘာမှမဖြစ်လောက်အဲ့တော့ကျွန်တော် page ထဲမှာ eligible country account တွေကိုဘယ်လိုမျိုးထည့်မလဲဘယ်လိုဖန်တီးမလဲဘယ်လိုစီမံမလဲဆိုတာတွေကိုတော့ကျွန်တော်တင်တန်းမှာထည့်ပေးထားတယ်တယောက်နဲ့တယောက်ကလေအသုံးပြုတာတွေเนาะလှုပ်ဆောင်နည်းတွေကမတူတဲ့အခါကျတော့ကျွန်တော်ကိုလာပြီးတော့မေးပြီးတော့အကြံဉာဏ်တွေယူတာပိုကောင်းတယ်เนาะတတ်မှတ်ထဲသွားနေတာမဟုတ်ဘူးဗျာမတ်တက်တွေကကျွန်တော်ဆိုလိုချင်တာနီလန်းတွေကတတ်မှတ်ထဲသွားနေတာမဟုတ်ဒီနီလန်းဆိုပေမဲ့အကြမ်းမြင့်အဖြစ်ပြထားပေမဲ့တယောက်နဲ့တယောက်ကတူတာမဟုတ်ဘူးတူတဲ့အတွက်ကြောင့်အကြံဉာဏ်တွေလာပြီးတော့တောင်းတာတော့ပို့ပြီးတော့ကောင်းတယ်တင်တန်းသားတွေဆိုရင်ပြောတာပါเนาะအားလုံးဆင်ပြေကြပါစေ